မင်္ဂလာပါဆရာပြောကြမယ်တည်င်းစကားများအကြံပေးချက်များကိုဟန်ကန်နဲ့နားဆင်ကြရမှာပါ တက်ကိုညံဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမကိုညီကြပါကိုချင်းစာတရားထားကြပါဆရာနာရှင်စနစ်ကတော့ကိုဖာသာကိုအားကိုပြီးတိုက်မှနိုင်မယ်ဆိုတာကိုတည်တည်ချာချာသိကြပါပြောရင်းနဲ့ဒီ live ကိုစပြီးတော့ဖွင့်ပါတယ်ဒီ live ကိုစပြီးတော့ဖွင့်တဲ့အချိန်မှာတော်လိုင်းရေးကလည်း9နှစ်ပြည့်တော့ခင်ဗျားတို့ကြိုက်ဒီဖြစ်စေမကြိုက်ဒီဖြစ်စေတော်လိုင်းရေးအချိန်ကာလကြာမြင့်လာတာနဲ့အမျှအခြေအနေတွေကလည်းတဖြည်းဖြည်းနဲ့ပြောင်းလဲလာပြီခမည်းတော်ကြိုက်ဒီဖြစ်စေမကြိုက်ဒီဖြစ်စေတော်လန်ရေးအချိန်ကာလကြာလာတာနဲ့အမျှအခြေအနေတွေကလည်းတဖြည်းဖြည်းနဲ့ပြောင်းလဲလာပြီဒီလိုပြောင်းလဲလာတဲ့အခါမှာခမည်းတော်တွေအရင်အားကိုးခဲ့တဲ့နော်အမေရိကတို့ဥရောပတို့ဒီလိုနိုင်ငံတွေကလည်းလောလောဆယ်မှာကူညီကျင်အောင်မှကူညီလို့မရတဲ့အနေအထားမျိုးဖြစ်နေပြီဥပမာအမေရိကထရန့်တက်လာတဲ့အချိန်မှာအကုန်လုံးအပြောင်းအလဲတွေဖြစ်ကုန်ပြီနောက်ဆုံးကိုပြောလို့ရှိရင်လူခွင့်ရေးအဖွဲ့အစည်းတွေတောင်မှပတ်စံမရတော့တဲ့အခြေအနေမျိုးတွေဖြစ်ကုန်ပြီဗမာပြည်သူလူထုကိုသတင်းပေးနေတဲ့ VOA တို့ RFA တို့ကအစာပြောက်သွားပြီခင်ဗျားတို့တတိယအောင်ပြန်ပြောပြတာဥရောပဆိုလို့ရှိရင်လည်းတစ်ချိန်လုံးကဗမာပြည်ကိုကူညီနေတယ်အခုဆိုလို့ရှိရင်ဗမာပြည်ကိုကူညီဖို့နေတတာဟာဂရင်းလန်ကိစ္စပြဿနာရှင်းရမလားယူကရိန်းကိစ္စပြဿနာရှင်းရမလားဒီလိုမျိုးတွေနဲ့ကိုပြဿနာတက်နေတယ်ဒေါ်စနိုးရေအန်တီစနိုးရေအဘွားဒီလိုအခြေအနေမျိုးတွေမှာဗမာပြည်တွေကသတင်းတွေပြန်ကြားတဲ့အခါကျတော့ကောင်းသတင်းရှိသလိုဆိုးသတင်းရှိတယ်ကောင်းသတင်းရှိတယ်ဆိုတော့လဲအေအေကစစ်တွေကိုသိမ်းလိုက်ပြီအေအေကစစ်တွေကိုသိမ်းလိုက်ပြီပြောတယ်ဆိုပေမဲ့ဘယ်အချိန်ဘယ်ကာလမှာလေရင်နဲ့ဘုံလာကျဲမလဲပင်လယ်ထဲကနေပြီးတော့စစ်သင်းမောတွေကနေပြီးတော့ဘလို့အမြောက်တွေနဲ့ပြစ်မလဲစစ်တွေပြည်သူလူထုကစိုးရိမ်နေရတယ်အေးတိုက်တာတော်တယ်ထောက်ရှေ့ကိုဆက်ပြီးတော့သွားဖို့သူ့နေရာလေးတစ်ခုတည်းပဲသူသိမ်းဖို့လုပ်တဲ့အခါကြလို့ရှိရင်အေးမှာလဲအခက်အခဲတွေအများကြီးရှိတယ်ဒါကြောင့်မလို့အေးကဘကိုးမှာဆိုလဲသူပါရတယ်အေယာဝတီမှာဆိုလဲသူပါရတယ်စကိုင်းမှာဆိုလဲသူပါရတယ်အေးကတော့ကြရင်ဟိုအဖွဲ့ကိုလည်းကူညီရတယ်ဒီအဖွဲ့ကိုလည်းကူညီရတယ်ဘာဖြစ်လို့မင်းကအေးအကြောင်းကိုပြောတာလဲခင်ဗျားတို့ကိုပြောချင်တာကအေးလို့အဖွဲ့မျိုးတော်မှအေးဟာသူ့ဗမာပြည်တပြည်လုံးကိုအုပ်ချုပ်ဖို့သူမစင်းစားဘူးသူ့အာရခနိုင်ငံတော်တိဆောက်ဖို့အာရခကိစ္စလို့ဒီလိုမျိုးပြောတဲ့အဖွဲ့အစည်းတော်မှအဖွဲ့အစည်းကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေရန်သူကိုတိုက်နေတဲ့ဟေ့ဆိုရင်အေးဟာထောက်ပံ့နေရတယ်မထောက်ပံ့ဘူးဆိုတော့မှအေးကအဲ့ဒီအဖွဲ့အစည်းတွေနဲ့ပြဿနာမတက်အောင်သူအတက်နိုင်ဆုံးသူစ조사တယ်သူအတက်နိုင်ဆုံးနေဒီအချိန်မှာမင်းဘာပြောချင်တာလဲမင်းဘာလှုပ်ချင်တာလဲလို့ခင်ဗျားတို့မေးပြီးဟေ့ဆိုကျွန်တော်ပြောချင်တာကဥပမာ UNG ဆိုတာကအစိုးရအဖွဲ့အစည်း UNG ဆိုတာအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဆိုပြီးတော့တနိုင်ငံလုံးကိုစားပြုပြီးတော့တီထောင်ထားတာဒီလိုအဖွဲ့အနေနဲ့ကြာလို့ရှိရင်အေးကမဟာမိတ်တွေနဲ့ဆက်ဆံတာထက်ဒီအဖွဲ့အစည်းကမဟာမိတ်တွေကိုအေးလို့အေးထက်အစာပေါင်းထောင်တောင်းများစွာပို့ပြီးတော့လိုက်လျောညီထွေမှုရှိအောင်ဆက်ဆံရမယ်ဆိုတာကိုပြောပြတာအေးလို့အာရခနိုင်ငံတော်နော်ဆရာနာရှင်စနစ်ခြုံငိမ့်ရေးလို့ပဲကြီးညာထားတဲ့အဖွဲ့အစည်းတော်မှမဟာမိတ်တွေနဲ့အစဉ်ပြေအောင်ဆက်ဆံရတယ်မဟာမိတ်တွေနဲ့တင့်လျောက်ပန်းအောင်ဆက်ဆံရတယ်ဒီလိုဖြစ်နေတဲ့အချိန်မှာUNG လို့အဖွဲ့အစည်းမျိုးကအကုန်လုံးနဲ့ရန်လိုက်ပြီးတော့ဖြစ်တယ်လို့ပုံစံမျိုးတွေဖြစ်နေပြီဆိုလို့ရှိရင်ကျွန်တော်တို့တော်လိုင်းရေးကပြောစရာတွေဖြစ်လာပြီတကယ်တမ်းကျတော့အခုဘိုးနဂါးနဲ့ပြဿနာတက်တယ်တို့နော်ဘသူနဲ့ပြဿနာတက်တယ်တို့ဥပမာဘိုးနဂါးနဲ့ပြဿနာမတက်ခင်မှာ96 soldier တို့ဘာတို့ပေါ့ကိုစီယာလွင်တို့အဖွဲ့တွေနဲ့ပြဿနာတက်တယ်တို့ BPL လေးဝင်လာလို့ရှိရင်ဘာဖြစ်တယ်တို့ညာဖြစ်တယ်တို့ပြဿနာတွေတက်ပြီဆိုတဲ့ကUNG လက်အောက်ခံ PDF အဖွဲ့တွေနဲ့UNG လက်အောက်ခံ MOD ပေါ့ဒီသူတို့လက်နက်ကင်အဖွဲ့အစည်းတွေနဲ့တခြားအဖွဲ့အစည်းတွေနဲ့အများတန်းလို့ပြဿနာတက်နေတယ်ပွန်းတိုက်မှုတွေဖြစ်နေပြီဆိုတဲ့ကUNG အနေနဲ့ကတေးသေးချာချာစဉ်းစားဖို့လိုတယ်တေးသေးချာချာတွေးခေါ်ဖို့လိုတယ်နောက် UNG ကိုထောက်ခံတဲ့လူတွေအနေနဲ့လည်းတေးသေးချာချာစဉ်းစားဖို့လိုတယ်ဟေး96 soldier နဲ့ပြဿနာတက်တာလဲ UNG ပဲဟာဟိုအဖွဲ့အစည်းနဲ့ကရင်ဘက်မှာဖြစ်ရင်လဲ UNG ပဲ
ရားဘက်မှာဖြစ်ပြီလဲ UNG ပဲဆိုလို့ရှိရင်တော့တခုမဟုတ်တခုတော့ UNG အနေနဲ့စဉ်းစားဖို့လိုလာပြီဘုံနဂါအဖွဲ့မှာရှိတဲ့ရဲဘော်တွေရှိတယ်ဒီရဲဘော်တွေကတကယ်ပြောလို့ရှိရင်မဟာမိတ်ဆက်ဆံရေးပြက်ပြောင်းအောင်လုပ်တဲ့ပုံစံမျိုးတွေရှိတယ်လူတွေအကုန်လုံးကတော့ချီးကျူးကြတာပေါ့ဗျာUNG ဂိတ်မှာပေါ့ဘုံနဂါအဖွဲ့ကတကိုယ်တော်ပါလဲသူ့ဘရာဇာဆိုလားပါဆိုလားသူ့နာမည်တွေထားပေါ့ဗျာဒီအဖွဲ့ကြီးကနေပြီးတော့ UNG ကိုဆဲနေတယ်ပုပ်ပွလင်းပြောရင်ဘုံနဂါကလည်းအဲ့ဒီအချိန်ကျတော့သူဘာမှမပြောဘူး online တွေမှာပါတက်လာဒါမျိုးကဘုံနဂါအဖွဲ့ကြီးအနေနဲ့ကလည်းမလုပ်သင့်တဲ့ကိစ္စမျိုးဒါပေမဲ့ဒါမျိုးတွေကဖြစ်နေတယ်ဆိုတဲ့အခါမှာဟိုဘိုးနဂါဘက်ကအခုထောက်ခံတဲ့လူတွေကလည်းဘိုးနဂါကို UNG ကသွားတိုက်တယ်ပေါ့ဒီလိုမျိုးတွေပြောတဲ့အခါဘိုးနဂါဘက်မှာနော် MRA ဟုတ်တယ် ဗမာအမျိုးသားအဖွဲ့ပေါ့သူ MRA လား BRA လားအဲ့လိုမျိုးပေါ့ဗျာသူတို့နာမည်တွေပေးတာတစ်ခါကြာကိုလိုက်လို့တော့မမီတော့ဘူးဒီလိုမျိုးဖြစ်ပြီးဟဲ့ဆိုလို့ရှိရင်ဒီအဖွဲ့အစည်းအနေနဲ့ကလည်းကိုရဲဘော်ကိုဘယ်လိုပြောမလဲဆိုတော့ထိမ့်သိမ့်ဖို့လိုတယ်ဟုတ်တယ် UNG ကဂိတ်တွေဖွင့်ပြီးတော့အခွန်တွေကောက်နေတယ်လုံနေတယ်ပြဿနာတွေတက်နေတယ်လူတို့ကနေပြီးတော့တိုင်နေတောတယ်ဒီလိုမျိုးဖြစ်နေတဲ့အခါတွေရင်ထဲမှာရှိတော့မှဒီလို online မှာဒီတခြားအဖွဲ့အစည်းတစ်ခုကိုတွားပြီးတော့ဆဲတာဆိုတာလုတ်တဲ့ဟာတွေအကုန်လုံးမှာဒါဘိုးနဂါအဖွဲ့အစည်းမှာဘိုးနဂါဟိုအဖွဲ့အစည်းက policy မရှိတော့မှဘိုးနဂါအဖွဲ့ကရဲဘော်တယောက်တွားလုတ်ပြီးဟေးဆိုလို့ရှိရင်ဘိုးနဂါအနေနဲ့စုံမဖို့တာဝန်ရှိတယ်ဒါကမဟာမိတ်ဆက်ဆံရေးနဲ့ဆိုင်တယ်ဘိုးနဂါအနေနဲ့ကလည်း UNG ကိုမဟာမိတ်လို့သဘောထားတယ်ဆိုရင်ပြောတာဘိုးနဂါအနေနဲ့ကလည်း UNG ကိုမဟာမိတ်လို့သဘောထားပြီးဟေးဆိုလို့ရှိရင်ဒီလိုမျိုးကိုရဲဘော်တယောက်ကတွားပြီးတော့ဆဲဆိုလိုက်ရိုင်းဆိုင်နေတဲ့ကိစ္စမျိုးလုတ်တဲ့ကိစ္စမှာမှန်အောင်မှအရေးယူရမယ်တားမြစ်ရမယ်ဆိုတဲ့ကိစ္စရှိတယ်အခုကျွန်တော်ပြောချင်တာဘိုးနဂါဘက်ကိုလိုက်ပြီးဟိုဘိုးနဂါကိုနှိမ်ပြောနေတာမဟုတ်ဘူးအခုဘိုးနဂါကို UNG ကတိုက်ပြီဆိုတဲ့ကိစ္စကြတော့UNG ကသိမ့်ပြီဆိုတဲ့အခါကျတော့ခမားတို့ပြောတဲ့စင်ကြီးစင်လက်ကမလုံလောက်ဘူးဒီအဖွဲ့အစည်းတွေရက်တီဖို့အတွက်ဒီအဖွဲ့အစည်းတွေရှင်သန်ဖို့အတွက်ဒီအဖွဲ့အစည်းတွေစားတောက်ဖို့အတွက်သူတို့ဟာသူတို့ဂိတ်ကလေးတွေဖွင့်နေတယ်လုံနေတယ်ပြုတ်နေတယ်ဟဲ့ဆိုလို့ရှိခမားတို့အနေနဲ့ပြောရဆိုရမယ့်ဟာကအများကြီးတော့မကောက်နဲ့ဟေ့အများကြီးတော့မကောက်နဲ့ဟေ့ဆိုတဲ့ဟာတခုပဲခမားတို့ပြောလို့ရမယ်ကြံတဲ့ကိစ္စကြလို့ရှိရင်ခမားတို့ပြောလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ခမားတို့တွေကိုယ်တိုင်လဲဂိတ်တွေကောက်ပြီးတော့အခွန်တွေကောက်နေကြတာဒီတော့ခမားတို့ကိုမေးချင်တာကဘိုးနဂါအဖွဲ့ကြတော့အင်အားနဲ့လို့ခမားတို့လှုပ်ချင်တာလှုပ်တာလားမြောက်ပိုင်းမှာလဲ TNLA တို့ KIA တို့နော် MNDAA တို့ကရင်ပြည်နယ်မှာဆိုလဲ BGF တို့ KNU တို့အဖွဲ့အစည်းတွေဂိတ်တွေဖွင့်ပြီးတော့ကောက်နေတာပဲအဲ့တော့ကျွန်တော်ကနေပြီးတော့အခုပြည်သူလူထုတယောက်ပေါ့ TNLA ကနေပြီးတော့ဂိတ်ဖွင့်ပြီးတော့စက်ကြီးကောက်နေတယ် UNG လာပြီးတော့တိုက်ပေးပါ UNG လာပြီးတော့ထိမ့်သိမ့်ပေးပါပြောရင်ခမားတို့ TNLA ဂိတ်တွေကိုခမားတို့သွားတိုက်ရဲလားလက်နက်တွေသွားသိမ်းရဲလားလက်နက်တွေသွားဖမ်းရဲလားဒီတော့ခမားတို့ UNG ကပေးနေတဲ့စင်ကြေတွေကလုံလောက်မှုတွေလည်းရှိတာမဟုတ်ဘူးခမားတို့ကတတ်မဲ့ဘယ်လိုပြောမလဲဆိုတော့ဘုံနဂါအဖွဲ့ကိုအာဃာရအညိုးတွေနဲ့ခမားတို့လုတ်တဲ့ဟာကခမားတို့ကခမားတို့ဗဇက်ကနေပြီးတော့ငါတို့ကဖျားဖြစ်မယ်ဘလောက်ပြောခမားတို့လုတ်တဲ့အလုပ်ကဒေဝထအလုပ်မျိုးတွေဖြစ်နေတယ်အခုရှမ်းပြည်ဘက်မှာခမားတို့ပြည်သူလူထုတိုင်တာမတိုင်တာကိုပြောတာမဟုတ်ဘူးရှမ်းပြည်ဘက်မှာဂိတ်တွေများလို့ကိုပိုင်ကားစီးသွားနိုင်တယ်ကိုပိုင်ကားနဲ့သွားမယ်ဆိုတဲ့ခရီးသည်တွေအကုန်လုံးကဟာ TNL ကလည်းတောင်းတယ်ဟဲ့ KIA ဂိတ်ကြီးလည်းရှိတယ်ဟဲ့ MNDAA ကလည်းလုတ်တယ်ဟဲ့အဲ့လိုမျိုးတွေအခုလူထုကပြောနေတာတိုင်စရာမလိုဘူးခမားတို့ UNG ကကြားအောင်ကြားတယ် UNG ကအစိုးရအဖွဲ့လေဗျာသူများတိုင်မှမဟုတ်ဘူးအခုမြောက်ပိုင်းမှာတကယ်ကိုဂိတ်တွေအများကြီးဖြစ်နေတာအဲ့ဒီဂိတ်တွေမှာရှိတဲ့ TNL ရဲဘော်တွေရှိကခမားတို့တနက်သွားသိမ်းရဲလား TNL ဂိတ်တွေကိုခမားတို့သွားတိုက်ရဲလား MNDAA ကိုခမားတို့သွားပြီးတော့ဟဲကောင်တွေလက်နက်တွေပေးဆိုပြီးတော့ခမားတို့လှုပ်ရဲလားခမားတို့အဲ့လိုမဟုတ်ဘဲနဲ့ခမားတို့အခုဘုံနဂါအဖွဲ့ကရဲဘော်တယောက်ချင်းမှားတာတွေပါတယ်သို့တော့ခမားတို့ဘုံနဂါအဖွဲ့ကိုဒီလိုမျိုးသွားပြီးတော့သိမ်းတာပြူတာကြတော့လှုပ်လို့မရဘူးသူတို့ကသူတို့ရက်တီဖို့အတွက်သူတို့လှုပ်ပြီးဟေးဆိုလို့ရှိရင်ခမားတို့အနေနဲ့ညှိနိုင်လုပ်ဖို့ပဲလို့လေတကယ်တမ်းပြောလို့ရှိရင်ဘုံနဂါတို့ဂိတ်ကြီးကောက်ရပြီဟေးဆိုလို့ရှိရင်ခမားတို့အစိုးရလုပ်တဲ့လူမှာတာဝန်ရှိတယ်
ဘိုးနဂါတို့ဂိတ်ဖွင့်ပြီးတော့ဂိတ်ကြီးတောင်းရတယ်ဆိုတဲ့ကိစ္စကခမည်းတော် UNG မှာတာဝန်ရှိတယ်ခမည်းတော်ကအစိုးရအဖွဲ့အစည်းလုပ်နေတာတွေဗျာတကယ်တမ်းကျတော့ရန်သူကိုတိုက်နေတဲ့အဖွဲ့အစည်းမှန်သမျှကိုခမည်းတော်ကကူညီရမှာထောက်ပံ့ရမှာUNG အနေနဲ့ကခမည်းဂိတ်ဖွင့်တဲ့ကိစ္စကိုပြောရုံနဲ့မဟုတ်ဘူးဘိုးနဂါတို့ဘာဖြစ်လို့ဂိတ်ဖွင့်ရလဲဘိုးနဂါရဲဘော်တွေဘာတွေလိုအပ်နေလဲဘိုးနဂါတို့ဘာတွေအစင်မပြေနေလဲဆိုတဲ့ဟာကိုဘိုးနဂါတို့ပြောရမလို့ဘူးခမည်းတော်အစိုးရလုပ်တဲ့အဖွဲ့အစည်းကသွားပြီးတော့ကိုအလိုလိုနေရင်းနဲ့ကူညီရမယ်တာဝန်ရှိတယ်အဲ့ဒီကိစ္စကိုပြောပြီးဟိဆို KIA လဲဗမာပြည်ကတော်လိုင်းရေးအဖွဲ့အစည်းတွေကိုကူညီတယ်နော် KIA အကူအညီနဲ့ကင်းတဲ့အဖွဲ့အစည်းရှိတယ်ဆိုလက်ညှိုးထိုးပြAA ကခမည်း UNG လိုမျိုးအစိုးရပြောထားတာမဟုတ်တာတော့မှ AA ကသူတိုက်လို့ရတဲ့လက်နက်ကလေးတွေရှိတဲ့အဖွဲ့အစည်းတွေကိုဝေပေးတယ်နော် KNU လည်းခမည်းတော်အဖွဲ့အစည်းတွေကိုဝေပေးတယ်နော်ဒီတော့ခမည်းတော် UNG အနေနဲ့ကပြဿနာတွေရှိတယ်အဲ့တော့ခမည်းတော်ပြောတဲ့စကားတွေအရာပြောကြီးဆိုလို့ရှိရင်ကျွန်တော်တို့ကအခုကျွန်တော်အနေနဲ့ကျွန်တော်ရှင်းပြမယ်ခမည်းတော်9နှစ်ဆိုတဲ့အချိန်ကာလမှာအခြေအနေတွေမတူတော့ဘူးနော်စကိုင်းယူနစ်တို့မကွေးယူနစ်တို့မန္တလေးယူနစ်တို့ပေါ်လာပြီဒီတော့မကွေးတို့စကိုင်းတို့မန္တလေးယူနစ်တို့ကသူတို့ယူနစ်ကနေပြီးတော့သူတို့မှလည်းသူတို့တက်တွေနဲ့သူတို့ရှိနေတယ်နော်သူတို့တက်တွေရက်တီရေးသူတို့ဒေသကထွက်လာတဲ့အခွန်ငွေတွေအကုန်လုံးကိုသူတို့ဟာသူတို့စီမံခန့်ခွဲရမယ့်ကိစ္စတွေသူတို့မှဖွဲ့စည်းလိုက်တဲ့အတွက်သူတို့မှလည်းတာဝန်ရှိသွားပြီနော်ဒီတော့ခမည်းတော်ပြဿနာကဘာဖြစ်ပြီလဲအခုခမည်းတော် UNG ကိစ္စကိုနော်ကျွန်တော်အခုပွင့်ပွင့်လင်းလင်းပြောပြမယ်ခမည်းတော် UNG ကပြည်ထောင်စုအစိုးရအမျိုးသားညီညွတ်ရေးအစိုးရပြောထားတယ်စကိုင်းယူနစ်ဖက်ဒရယ်ယူနစ်ဆိုပြီးတော့ယူနစ်တွေဖွဲ့လာပြီစကိုင်းမကွေးမန္တလေးဒီတော့စကိုင်းတို့မကွေးတို့မန္တလေးတိုင်းတို့မှာသူ့လက်သူ့ခြေသူ့အုပ်ချုပ်ရေးသူချဖို့အတွက်ခမည်းတော် UNG ကရှောင်ပေးရတော့မယ့်အနေအထားတွေဖြစ်လာပြီခမည်းတော်ကချင်မှာရှောင်ပေးကချင်မှာခမည်းတော်လှုပ်လို့မရသလိုကရင်မှာလှုပ်လို့မရသလိုချင်းမှာလှုပ်လို့မရသလိုခမည်းတော်တကယ်ဥပဒေအကြောင်းနဲ့ဖြစ်တဲ့ဖြစ်တိုက်တဲ့ကိစ္စနဲ့ပြောပြီးဟေးဆိုလို့ရှိရင်စကိုင်းတို့မကွေးတို့မန္တလေးတို့မှာသူတို့အစိုးရသူတို့ပြည်နယ်အစိုးရသူတို့ဖက်ဒရယ်ယူနစ်အစိုးရတွေဖြစ်လာပြီးဟေးဆိုရင်ခမည်းတော် UNG အနေနဲ့ပြည်ထောင်စုတပ်ကြီးအနေနဲ့ကဒီဒေသဆိုင်ရာအစိုးရအဖွဲ့တွေကိုခမည်းတော်အကျိုးအကြောင်းပြောရတော့မယ်ဒီဒေသဆိုင်ရာအစိုးရအဖွဲ့တွေကလက်မခံလို့ရှိရင်ခမည်းတော်အဲ့ဒီနယ်မြေမှာတော့မှခမည်းတော်မှာနေခွင့်မရှိတော့ဘူးခမည်းတော် UNG ကိုအခြေအနေကိုကိုတေးချာသိဖို့လိုတယ်အချိန်ကာလတွေပြောင်းသွားပြီအရင်စကိုင်းဖက်ဒရယ်ယူနစ်မရှိခင်မကွေးဖက်ဒရယ်ယူနစ်မရှိခင်မန္တလေးဖက်ဒရယ်ယူနစ်မရှိခင်မှာခမည်းတော်လှုပ်ချင်တာအကုန်လှုပ်လို့ရတယ်ခမည်းတော်သိမ်းချင်တာအကုန်သိမ်းလို့ရတယ်အခုစကိုင်းမှာအစိုးရဖွဲ့တော့မယ်မကွေးမှာအစိုးရဖွဲ့တော့မယ်ဟဲ့ဆိုရင်ခမည်းတော်ကူညီတာကလွဲပြီးသွားလို့ရှိရင်ခမည်းတော်အဲ့ဒီစကိုင်းမကွေးမန္တလေးမှာခမည်းတော်ဝင်ရှုပ်လို့မရတော့ဘူးသို့တော့ခမည်းတော်တက်တယ်ဥပမာအခုမြိုင်မှာရှိနေတဲ့ဗိုလ်လက်ရာတက်ပေါ့ဟိုမုံရွာရင်းမပင်မှာရှိနေတဲ့ဗိုလ်တန်မဏိတက်ပေါ့ဒီတော့ပြောစရာဖြစ်လာပြီခမည်းတော်မကွေးတို့စကိုင်းတို့ကရတဲ့အခွန်တွေကိုခမည်းတော် UNG ကလည်းယူတယ်စကိုင်းတို့မကွေးတို့မှာရှိတဲ့အစိုးရတွေကလည်းမရဘူးဆိုလို့ရှိရင်ခမည်းတော်လုပ်တဲ့အပေါက်ကစစ်တပ်အပေါက်ဖြစ်သွားပြီခမည်းတော်လုပ်နေတဲ့အပေါက်ကစစ်တပ်ဖြစ်သွားပြီဟိုကချင်ပြည်နယ်မှာရှိနေတဲ့ဟာကိုလက်ညှိုးထိုးပြီးရောင်းလိုက်မယ်စစ်တပ်ကကောင်တွေကလက်ညှိုးထိုးပြီးရောင်းလိုက်တယ် KIA ကလည်းဒီကြားထဲမှာသူ့လိုအပ်ချက်အရခွန်ကောက်တယ်ဆိုလို့ရှိရင်ဒီဒေသမှာရှိတဲ့ပြည်သူတွေကအခွန်2ခါပေးရတယ်လို့ဖြစ်ပြီအခွန်3ခါပေးရတယ်လို့ဖြစ်ပြီအခုခမည်းတော် UNG ကဒါပွင့်လင်းလင်းပြောတာစကိုင်းတို့မကွေးတို့မန္တလေးတို့မှာခမည်းတော်အစိုးရအဖွဲ့ထဲမှာခမည်းတော်ပါတာမဟုတ်ဘူးသူအစိုးရနဲ့သူလဲပတ်နေတဲ့အချိန်မှာခမည်းတော်ကလည်းဒီဟိုအညာတူပိုင်းပေါ့အညာတူပိုင်းမှာရသမျှရေနံအခွန်တွေကနေပြီးတော့ခမည်းတော်အကုန်ယူတယ်ယူပြီးတော့ခမည်းတော်ဘသူ့ကိုဝေပေးတယ်အဲ့ဒီစကိုင်းတို့မကွေးတို့မှာရှိနေတဲ့ဟို local PDF ပဲဖြစ်ဖြစ်ဘယ် PDF ပဲဖြစ်ဖြစ်ခမည်းတော်ဝေပေးလားဝေမပေးဘူးခမည်းတော်တက်တွေပဲခမည်းတော်ယူတာဒီတော့ local PDF တွေကလည်းသူတို့ရှင်သန်ရေးအတွက်သူတို့အနေနဲ့ကလိုအပ်ချက်အရသူတို့ကလောက်ရပြန်အောင်ဒီတော့ပြည်သူမှာပဲထိနေတယ်ဒီကြားထဲမှာခမည်းတော်နဲ့အစင်မပြေတဲ့အဖွဲ့ကိုတော့ကြာတနက်ဝင်သိမ်းမြန်ပြီတော့ကြာစခန်းဝင်သိမ်းမြန်ပြီဆိုတော့ခမည်းတော် UNG နဲ့စစ်တပ်နဲ့လုံပုံလုံနည်းတွေဘာတွေကွာနေလဲ
လုပ်ဖို့လုပ်နည်းတွေကအကုန်အတူတူပဲဖြစ်နေတယ်ခင်ဗျားတို့မလိုအပ်ဖက်နဲ့စောက်လုပ်ရေးဝင်ကြီးဌာနတို့လျှက်စစ်ဝင်ကြီးဌာနတို့ခင်ဗျားတို့ရှောက်ဖွဲ့ဒီတော့ခင်ဗျားတို့တွေရဲ့လုံနီးကင်နီးတွေဟာစစ်တပ်နဲ့ဘာမှမချတော့တာခင်ဗျားတို့လုံနီးကင်နီးတွေကစစ်တပ်နဲ့ဘာမှမချတော့တဲ့အပြင်ခင်ဗျားတို့ကြောင့်ဒီတော်လှန်ရေးဖွဲ့စည်းတွေကပိုးပို့ပြီးတော့ကွဲကုန်တဲ့အနေအထားတွေဖြစ်ကုန်တယ်။နောက်အခုကုံပြောရရင်16ဘွဲ့ဖွဲ့ထားတယ်ဆိုတော့ SRA ကအစပြောစရာဖြစ်လာပြီ။တကယ်တမ်းကျတော့ SRA က BPL ကမောင်ဆောင်ခါတို့96ဆိုကြကိုစေရလွင်တို့အညာဒေသတိုက်ရင်တပ်ဖွဲ့တွေအကုန်ရှိတယ်။ဒီတိုက်ရင်တပ်ဖွဲ့တွေအကုန်လုံးကအခုအညာဒေသမှာ UNG နဲ့ဘုံနဂါးဖြစ်ပြီးဟေ့ဆိုလို့ရှိရင်မောင်ဆောင်ခါ NLD ဘယ်လိုပြောမလဲ NLD ကအစွဲဖွားမောင်ဆောင်ခါယူချင်းအောင်စောင်းနေလို့မရတော့ဘူး။မောင်ဆောင်ကားတို့အနေနဲ့ကပြောရတော့မယ်ခင်ဗျားတို့အခုပလဲနဲ့မှာရှိနေတဲ့ဘုံနဂိုင်းအင်အားနဲသွားပြီဟေ့ဆိုရင်လေဒီအညာဒေသကိုထိခိုက်တာပဲဟိုအညာဒူဘိုင်းမှာအင်အားနဲသွားပြီဆိုလဲအညာဒေသကိုထိခိုက်တာပဲမောင်ဆောင်ကားတို့အင်အားနဲသွားပြီဟေ့ဆိုလဲမောင်ဆောင်ကားတို့ထိခိုက်တာပဲပို့ပိတ်လေးလေးပြောရင်ခင်ဗျားတို့ UNG ကအခုအချိန်မှာဟိုသူများတွေပြောနေသလိုတော်လန်ရဲကိုလက်ဝကြီးအုပ်တယ်လို့ပါလို့အဲ့ဒါမပြောချင်ဘူးခင်ဗျားတို့လက်ဝကြီးအုပ်ချင်လဲခင်ဗျားတို့အုပ်လို့ရတာမဟုတ်ဘူးသူများတွေဆွဆွဲသလိုမျိုးUNG ကတော့တော်လန်ရဲကိုလက်ဝကြီးအုပ်တယ်ဟေ့ခင်ဗျားတို့ဘာမှခင်ဗျားတို့ UNG ကတော်လန်ရဲကိုလက်ဝကြီးလဲအုပ်လို့မရဘူးအုပ်ချင်တိုင်းလဲအုပ်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့တော်လန်ရဲမှာ EAO တွေကငကိုတွေကရှိနေပြီးသား EAO တွေရဲ့တိုင်းရင်းသားလက်နက်ကင်တော်လန်ရဲအဖွဲ့အစည်းတွေရဲ့အရှိန်အဝါရှိလို့သာ UNG ဆိုတာကတော့ပါရဲ့ MOD ဆိုတာဖြစ်လာတာစွန်းစူးစာအုပ်ဖတ်ပြီးတော့အယူထလို့ပဲရတာနော်ဟိုဦးရီမွန်တို့ဟိုလန်ဒန်မြို့ကဆရာမကြီးဒေါခင်မမမျိုးတို့ပေါ့နော်ဒုစစ်ဦးစီးတွေစစ်ဦးစီးတွေအဲ့ဒါတွေလဲမောင်မောင်ဆွေတို့လို့ပေါ့စာရေးလိုက်ရင်စစ်တပ်ကလက်နက်ချတယ်ဆိုတဲ့ဟာတွေလဲအကုန်လုံးကပုံပြင်နေဖြစ်ကုန်ပြီဒီတော့ခမားတို့အခုလုံနေတဲ့ဟာတွေအကုန်လုံးကခမားတို့အပေါ်မှာပဲသွားပြီးတော့ထိခိုက်မှာနော်ခမားတို့အပေါ်မှာပဲသွားပြီးတော့သက်ရောက်မှာနော်အခုဘိုးနဂါးကိုခမားတို့သိမ့်လိုက်တယ်ဟေးဆိုလို့ရှိတခြားအဖွဲ့အစည်းတွေကလည်းစဉ်းစားတော့မှာပေါ့ UNG ဟာသူတို့အင်အားကြီးလာပြီဟေးဆိုရင်ငါတို့ကိုကောဒီလိုမျိုးမလုပ်ဘူးလားဥပမာစကိုင်းတိုင်းကမင်းအမေစကိုင်းဖက်တွေယူနစ်ကလည်းသူစဉ်းစားတော့မှာနော်တကယ်လို့ငါတို့ကစကိုင်းအုပ်ချုပ်ရေးတီထောင်ပြီးဟေးဆိုလို့ရှိရင် UNG တက်တွေကငါတို့အစိုးရကိုဒီလိုမျိုးလာမလုပ်ဘူးလားလုပ်မလားသူမှစဉ်းစားစရာဖြစ်လာပြီဒီတော့ခင်ဗျားတို့ UNG ကဘာတွေလုပ်နေတာလဲUNG ဘာလုပ်နေတာလဲတော်လိုင်းရေးမှာ UNG အနေနဲ့တော့ကျွန်တော်မသိဘူးကျွန်တော်တော်လိုင်းရေးသမားလုပ်ခဲ့ဘူးတဲ့ကာလတစ်လျှောက်မှာတော်လိုင်းရေးထဲမှာရဲဘော်တယောက်ရဖို့ဆိုတာအရန်အခက်ခဲရှိတယ်နော်တော်လန်ရေးထဲမှာရဲဘော်တယောက်ရဖို့ဆိုတာအရန်ကိုအခက်ခဲရှိတယ်နော်တော်လန်ရေးလာလုပ်တဲ့ရဲဘော်တွေကခမားတို့ပြောသလိုအသုံးချကောင်းကြလိမ့်မယ်အသုံးမချရင်မချပဲရှိလိမ့်မယ်တော်လန်ရေးထဲမှာမြဲဖို့ဆိုတဲ့ကိစ္စကလွယ်တဲ့ကိစ္စမဟုတ်ဘူးတော်လန်ရေးထဲမှာရဲဘော်တယောက်မြဲဖို့ဆိုတဲ့ကိစ္စလွယ်တဲ့ကိစ္စမဟုတ်ဘူးအခုဘိုးနဂါးတို့အဖွဲ့သူဒေတာဆိုင်ရာမှာသူတို့အခွန်ကောက်တယ်တကယ်တမ်းပြောရင်ဗမာပြည်မှာဘယ်သူမှဟိုဘယ်လိုပြောမလဲအခွန်ကောက်နေတဲ့လူမှန်သမျှကိုဘယ်ပြည်သူပြည်သားမှမချင်တတ်ဘူးအဲ့ဒါဗမာပြည်မှာမှမဟုတ်ဘူးတကယ်ပါလုံးမှာအခွန်ကောက်နေရင်ဘယ်သူမှမချင်တတ်ဘူးခမားတို့ဖွင့်ပြီးတော့ကောက်ချင်တိုင်းကောက်တဲ့အခါခမားတို့ကြတော့ပြောစရာဖြစ်လာနိုင်ငံတကာမှာအလှခံတဲ့အခါကြတော့လေ UNG ကိုပဲလှူတခြားသူကိုမလှူနဲ့ဆိုပြီးတော့ခမားတို့တွေကပြောတယ်နိုင်ငံတကာမှာနော်အဖွဲ့အစည်းတွေကအလှခံကြတယ်ဥပမာဒီကိုတက်ကြီးတို့အဖွဲ့ဆိုလို့ရှိရင်လေသူဟာသူအလှခံကြတယ်အဲ့လိုအလှခံကြတဲ့အခါကျတော့လေ UNG ကိုပဲလှူကြံတဲ့လူကိုမလှူနဲ့ဟောဒေသဆိုင်ရာကိုယ်နယ်မြေလေးမှာကိုနေပြီးတော့ကိုယ်ဖွဲ့စည်းလေးရက်တီဖို့အတွက်အလှခံတဲ့အခါကျတော့လေဝင်သိမ်းပြီဟေးဆိုတဲ့အခါကျတော့ခင်ဗျားတို့ကခင်ဗျားတို့တာဝန်နေပြက်ကွက်နေတဲ့ကိစ္စတွေအကုန်လုံးကိုမဲ့ပြီးတော့
အနိုင်ကျင့်တဲ့ပုံစံလောက်တာစစ်တပ်တောင်မှအဲ့လိုအနိုင်မကျင်ဘူးနော်စစ်တပ်တောင်မှခမရဟိုနေချားဆောင်တက်တွေပါတယ်ရှိတယ်လေစစ်တပ်တောင်မှနေချားဆောင်တက်တွေကိုမသိကျင်အောင်ဆောင်ပေးထားတယ်သူမထောက်ပံ့နိုင်ဘူးလေဗျာအဲ့ဒါခမရတို့ဟိုကြားဖြန့်လုပ်နေတဲ့ BGF တို့စောချစ်သူတို့ကိုပြောတာမဟုတ်ဘူးနော်ရှမ်းပြည်မြောက်ပိုင်းမှာတွားကြည့်လိုက်အဲ့မှာအဖွဲ့အစည်းတွေရှိတယ်သူမထောက်ပံ့နိုင်တဲ့အခါကျလို့ရှိရင်မသိကျင်အောင်ဆောင်ပေးရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီပြည်သူစစ်အဖွဲ့တွေက KIA ကိုတိုက်တယ်နော်ဒီ MNDAA ကိုတိုက်တယ်တအန်းပလောင်တွေကိုတိုက်တယ်အခုဘိုးနဂါတို့အဖွဲ့လုပ်နေတယ်ဆိုတဲ့ကိစ္စမှာခင်ဗျားတို့တိချက်ပြောရမှာဘိုးနဂါကအခွန်အကောက်တွေလုပ်ပြီးတော့နိုင်ငံခြားမှာသားသမီးတွေကိုကြောင်းသွားပြီးတော့ထားတယ်ဘိုးနဂါတို့ကအခွန်အကောက်တွေကောက်ပြီးတော့ဟိုNUG ကဝင်ကြီးတချို့တွေလို့ပေါ့ဖာချတယ်ရက်တော့တယ်ဒါမျိုးဆိုလို့ရှိရင်ခင်ဗျားတို့ပြောတဲ့ဟာမှန်တယ်ဟဲ့မင်းတို့ပြည်သူရှိကအခွန်ကောက်ပြီးတော့ဖာမချနဲ့ဟေ့ငါတို့ဝင်ကြီးလေးတွေတော့မလုံနဲ့ဟေ့ခင်ဗျားတို့ပြောလို့ရတယ်လူတို့ရဲ့အခွန်ငွေတွေနဲ့ပေါ့ငါတို့ဝင်ကြီးတွေတော့ခွေးမွေးတွေဝဲတွေပါလေမလုံဘူးမလုံနဲ့ဟေ့ဒါမျိုးပြောလို့ရတယ်ငါတို့ရဲ့အလှခံပိုင်ရှင်ကြီးတွေလို့ပေါ့ဟိုဘယ်လိုပြောမလဲအိမ်ကြီးတွေဒေါ်လာတန်းချီတဲ့အိမ်ကြီးတွေတော့မလုံနဲ့ဟေ့ခင်ဗျားတို့ပြောလို့ရတယ်အခုကဘိုးနဂါဖွဲ့ကဒီလိုလုပ်လို့ခင်ဗျားတို့ရဲ့စင်ကြီးကတော်တော်ကြီးကိုဖြစ်တဲ့အပြင်မှာခင်ဗျားတို့ကကြံတဲ့မဟာမိတ်တွေကိုပါချင်းကြောက်တယ်လို့ဖြစ်ကုန်ကြံတဲ့မဟာမိတ်တွေကိုပါချင်းကြောက်တယ်လို့ဖြစ်လာပြီပြီးရင်ခင်ဗျားတို့ပြောတဲ့စစ်ဥပဒေလို့ပါလို့ဆိုတော့အမျိုးသားအစိုးရအမျိုးသားညီညွတ်ရေးအစိုးရဆိုပြီးတော့အဲ့ဒါမျိုးလေဒီတော့ခင်ဗျားတို့ကိုပြောချင်တာဘိုးနဂါးဒီစကိုင်းဖက်ဒရယ်အဖွဲ့မှလည်းမပါဘူးစကိုင်းဖက်ဒရယ်အဖွဲ့ကလည်းဘိုးနဂါးကိုလက်မခံဘူးပေါ့ဘိုးနဂါးပြောတယ်ကိုပဲကျွန်တော်ပြောနေတာဟုတ်ပြီသူကသူလက်ခံတာလက်မခံတာတခဏအခုအချိန်ဟာတော်လန်ရေးကာလဆိုတဲ့ကိစ္စကမေ့လို့မရတဲ့ကိစ္စဥပမာဘိုးနဂါးအနေနဲ့ကလည်းကိုယ့်ဘာသာကိုပြန်ပြီးတော့စဉ်းစားဖို့လိုတယ်စကိုင်းကလည်းငါ့ကိုစကိုင်းဖက်ဒရယ်ယူနစ်ကလည်းငါ့ကိုလက်မခံဘူး SIA ကလည်းငါတို့ကိုလက်မခံဘူးNUG ကလည်းငါတို့ကိုလက်မခံဘူးဒါပေမဲ့ဘိုးနဂါးကိုသူ့ပြည်သူကလက်ခံနေတယ်ဆိုတဲ့အခါကျရင်ဒီတော်လိုင်းရေးမှာကျွန်တော်တို့ကမိဖက်မဟုတ်ဘူးဆိုတော့မှဘိုးနဂါးကိုရံဖတ်တော်လုပ်လို့မရဘူးပြဿနာအဲ့ဒါခင်ဗျားတို့ NUG ဘလို့သွားမလဲဆိုတဲ့ကိစ္စအဲ့ဒါစကိုင်းဖက်ဒရယ်ယူနစ်ကလည်းဘိုးနဂါးကိုလက်မခံဘူးကိုဆိုးဝင်းချင်းလားဘလူလားဒီလူတွေလည်းဘိုးနဂါးတို့ကိုလက်ခံတဲ့အထဲမှာမပါဘူးဖက်ဒရယ်ယူစကိုင်းဖက်ဒရယ်ယူနစ်ထဲမှာဘိုးနဂါးတို့ကိုထည့်မထားဘူးနော် NUG ကလည်းလက်မခံဘူးမောင်ဆောင်ကားတို့လည်းဟိုပြောဒီပြောတာပြောနေတာသူတို့အဖွဲ့ကလည်းလက်မခံဘူးဘာဖြစ်လို့လဲဆိုတော့ NUG နဲ့အစင်မပြေမှာဆိုတော့ဒီတော့မောင်ဆောင်ကားတို့ဒီ SIA အဖွဲ့ပေါ့ကရားအဖွဲ့တွေချင်းအဖွဲ့တွေကိုလည်းမေးရတော့မယ်ခင်ဗျားတို့က NUG ကလက်မခံရင်ခင်ဗျားတို့ကဘာဖြစ်လို့လက်မခံတာလဲဟုတ်ပြီ NUG ကလက်မခံဘူးဆိုတော့မှ AA လိုမျိုး KNU လိုမျိုး KIA လိုမျိုးခင်ဗျားတို့လက်မခံလဲဘိုးနဂါးသူကသူလှုပ်ချင်တာလှုပ်လေကျွန်တော်ပြောတဲ့ကဘိုးနဂါးလှုပ်နေတဲ့အချိန်မှာလူထုကိုတသက်မဲ့ခေါ်ရိုက်တာလည်းမပါဘူးဗျာဘိုးနဂါးတို့အဖွဲ့ကမရင်းကျင့်နေတယ်ဆိုတာလည်းမပါဘူးဗျာဒါဆိုလို့ရှိရင်ဒီအတိုင်းပဲကတော့ဟိုဘိုးနဂါးတို့သူလမ်းသူသွားခိုင်းလိုက်ပေါ့ရှင်လဲလျှောက်တာပြားလဲဆွဲတာပေါ့ရှင်လဲလျှောက်တာပြားလဲဆွဲတာဘိုးနဂါးတို့သူသွားနေတဲ့ကိစ္စသူဒေတာထဲမှာစစ်တပ်မဝင်ဘူးသူဒေတာထဲမှာဟိုဘယ်လိုပြောမလဲပြည်သူစစ်တွေမဝင်ဘူးသူဒေတာထဲမှာဖြူစောတိတွေမရှိဘူးဆိုတော့မှခမရတို့အခြေအနေပေးလို့ရှိရင်ကိုပြည်သူသွားနေလို့ရတာပဲခမရတို့ NUG အနေနဲ့ကပြည်သူကိုဘယ်လိုစဉ်းစားလဲဆိုတဲ့ကိစ္စအဲ့ဒီကိစ္စကိုကျွန်တော်မေးချင်တာဥပမာအခုကျွန်တော်တို့ကရင်နေရှိတယ်ကရင်နေ BGF ကိုမတိုက်ဘူးစောချစ်သူကိုမတိုက်ဘူးဆိုတဲ့ကိစ္စရှိတယ်ကရင်နေစောချစ်သူကိုမတိုက်ဘူးကရင်နေ BGF ကိုမတိုက်ဘူးဆိုတဲ့ကိစ္စရှိတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ပြည်သူတွေကတစ်ချိန်လုံးထိုင်းနိုင်ငံကိုထွက်ပြေးနေလို့မရဘူးကျွန်တော်တို့ပြည်သူတွေကတစ်ချိန်လုံးထိုင်းနိုင်ငံထဲကိုထွက်ပြီးတော့ဟိုပြေးလိုက်ဒီပြေးလိုက်တောင်းရင်မြစ်ကိုကြော်ပြီးတော့ပြေးနေလို့မရဘူးဒီအခါကျတော့ BGF ကငါတို့မတိုက်ဘူးဝယ်ဆိုလို့ရှိရင် BGF ကိုငါတို့မသိကြအောင်ဆောင်ရတယ်အဲ့လိုမသိကြအောင်ဆောင်ရေးပေးတဲ့အခါကျတော့ကရင်တွေကြားဖြန့်လုပ်တယ်မှာအဆွဆွဲခံရတယ်လေကရင်ကောင်းဆောင်တွေကကြားဖြန့်နဲ့ပတ်သက်တယ်ဆိုပြီးတော့ပါအဆွဆွဲခံရတယ်
ကရင်ခေါင်းဆောင်တွေထဲမှာလည်းကြားဖြန့်နဲ့ပတ်သက်တဲ့လူတွေရှိတယ်သို့တော့အများစုက KNU ကပါကြားဖြန့်လုပ်တယ်ဆိုပြီးတော့အဆွဆွဲခံသို့တော့အဆွဆွဲခံရတယ်ဆိုပေမဲ့စစ်တွေဖြစ်လာတဲ့အခါမှာကျွန်တော်တို့ပြည်သူတွေကရင်ပြည်သူအစ်စ်တွေပေါ့ကရင်ပြည်သူတွေက BGF နယ်မြေထဲမှာခဏတစ်ဖြုတ်သွားခိုလုံလို့ရနောက်ဆုံးကိုပြောရင်စစ်တွေဖြစ်တဲ့အခါမှာရွှေကုတ်ကိုတောင်မှရွှေကုတ်ကိုကကျွန်တော်တို့ကိုစံနေပါတွေလာပေးလို့ရတယ်ဒီလိုအနေထားမျိုးပေါ့အခု UNG ကဘယ်လိုစဉ်းစားနေတာလဲဘိုးနဂါပလဲနေမြေမှာစစ်တပ်မရှိဘူးဟေ့ဆိုရင်ပြူစောတိတွေမရှိဘူးဆိုရင်တကယ်လို့စစ်ပြေးပြူတဲ့အခါမှာခဏတစ်ဖြုတ်ဖြစ်ကိုရှိကသွားပြီးခိုလို့မရဘူးလားလှုပ်လို့မရဘူးလားဒီလိုမျိုးတွေစဉ်းစားဖို့ပြောတာလူတွေကအခုပြောတယ်ဘိုးနဂါနဲ့ CNFO ချင်းပရာသာဟုနဲ့ကမဟာမိတ်ပေါ့ဘိုးနဂါနဲ့ဟိုအဖွဲ့မဟာမိတ်ခင်ဗျားတို့မဟာမိတ်လို့ပြောရင်ခင်ဗျားတို့16ဘွဲ့ထဲမှာဘိုးနဂါကိုဘာလို့မပါလဲဒါဆိုခင်ဗျားတို့က16ဘွဲ့ဖွဲ့ပြီးတော့ UNG လက်အောက်ခံလောက်တာလားUNG သဘောမတူဘူးဆိုရင်ခင်ဗျားတို့ကလက်မခံဘူးဆိုရင်ပြောလို့ရှိရင်ဒီ SIA အဖွဲ့အစည်းကအစမေခွန်းထုတ်စရာတွေကအများကြီးဖြစ်ကုန်ဒီ SIA က UNG ကထောက်ပံ့ခြင်းရနေတာလားဒါဆိုလို့ရှိရင် SIA ကဘယ်လိုပြောမလဲတော်လိုင်းရေးလောက်တာမလောက်တာထားပေါ့နှစ်သီးစားတာလားမဟာမိတ်တွေရှိရလဲယူတယ် UNG ရှိရလဲယူတယ်တကယ်တော်လိုင်းရေးလောက်ပြီးဟေးဆိုလို့ရှိရင်အကုန်လုံးကရှိတဲ့ဟာကိုဝေမျှပေးရမှာတကယ်လက်တွဲတော်လိုင်းရေးသွားပြီးဟေးဆိုလို့ရှိရင်တဖွဲကအားနေပြီးဟေးဆိုရင်တဖွဲကလက်တွဲပြီးတော့ခေါ်ရမှာအေးစသွားတယ်အေးမှာဘာမှရှိတာမဟုတ်ဘူး KIA ကနေပြီးတော့သင်တန်းပေးတယ်နော်အကုန်လက်တွဲပြီးတော့ခေါ်တာစစ်ပွဲတွေရအစရော့မင်းတို့သင်တန်းပြီးပြီဆိုပြီးတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုရခိုင်ပြည်နယ်မှာချက်ချင်းတိုက်ခိုင်းတာမဟုတ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်းရခိုင်ပြည်နယ်မှာချက်ချင်းကိုလာတိုက်တာမဟုတ်ဟော KIA မှာတကယ်ကချင်နေနဲ့အတူတူတွဲတိုက်တယ်စီရဲအတွေ့အကြုံယူတယ်ရှမ်းပြည်မြောက်ပိုင်းမှာတွဲတိုက်တယ်စီရဲအတွေ့အကြုံယူတယ်ဟော KNU မှာလာတယ်စီရဲအတွေ့အကြုံတွေယူတယ်ဒီလိုမျိုးနဲ့သွားတာလေဒီတော့ခင်ဗျားတို့ UNG ကကျွန်တော်နားမလဲကျွန်တော်တယောက်တည်းအနေနဲ့ကျွန်တော်ပြောရင်ဒီတော်လန်ရေးခင်ဗျားတို့တော်လန်ရေးလို့ပြောနေတဲ့ဟာကခင်ဗျားတို့လုပ်နေတာနားအောင်နားမလဲဒါကျွန်တော်အမြင်ကျွန်တော်ပြောတာလေကျွန်တော်အမြင်ကျွန်တော်ပြောရဲဆိုတာကျွန်တော်ဒီUNG စဖွဲ့တဲ့ကကျွန်တော်ကဘတော့မှ UNG ကိုအစိုးရအနေနဲ့လဲကျွန်တော်ကလက်မခံဘူးUNG ကိုကျွန်တော်အဖွဲ့အစည်းတစ်ခုအနေနဲ့ကျွန်တော်အတိအမှတ်ပြုတယ်အဖွဲ့အစည်းတစ်ခုအနေနဲ့အတိအမှတ်ပြုတယ်ဒီကျွန်တော်တို့တိုင်းပြည်တစ်ခုလုံးကိုဥဆောင်ဖို့လို့ကဘာကြီးကိုရင်မောင်တန်းဖို့လို့အဲ့ဒါမျိုးကိုကျွန်တော်ကတခါမှကျွန်တော် UNG အနေနဲ့လုံနိုင်မယ်လေကျွန်တော်တခါမှစိတ်ကူးမရှိခဲ့ဘူးယုံလည်းမယုံခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့ဒီဘယ်လိုပြောမလဲဒီ UNG မှာလာနေတဲ့လူတွေအကုန်လုံးကနိုင်ငံရေးသမားတွေမဟုတ်တဲ့အတွက်နိုင်ငံရေးသမားမဟုတ်ဘူးလို့ပြောရဲဆိုတာဘာလဲဆိုတော့ဒီ UNG မှာအခုပါနေတဲ့လူတွေအကုန်လုံးဆိုတာဒီအမေရိကန်စင်တာပေးတဲ့သင်တန်းလေးတွေတက်တာတို့နော် NGO လှုပ်ရှားတာတို့ကဘာပေါ်မှာနိုင်ငံရေးသိပ္ပံတင်တာတို့လူခွင့်ရေးတင်တာတို့ဒီလိုမျိုးပေါ့ဗျာကတော့ပါရဲ့ကျွန်တော်တို့ဒီအင်္ဂလန်မှာပဲနေနေအမေရိကမှာပဲနေနေဥရောပမှာပဲနေနေအဲ့ဒီလူခွင့်ရေးတို့ဘာတို့ဆိုတာအတီဖစ်တာတယ်အတီဖစ်သမားတွေနဲ့နိုင်ငံရေးသမားဆိုတာမတူနိုင်ငံရေးသမားဆိုတာကလူထုကြားထဲကနေပြီးတော့ပေါက်ဖွားပြီးတော့သူ့ရဲ့ idea နဲ့သူ့ရဲ့ယုံကြည်ချက်နဲ့သူ့ရဲ့တည်ဆောက်မှုတွေနဲ့သူသွားတော်လန်ရေးသမားဆိုတဲ့အခါကြလို့ရှိရင်တကယ်ကိုတုံးတိုက်ကြားကြိုက်ဒီလိုမျိုးတိုက်တဲ့ဟာမျိုးတော်လန်ရေးသမားဒီကောင်တွေက NGO ထားမျိုးပေါ့ဒီမှာဒါလေးကတော့လိုအပ်တယ်ဒီလိုမျိုး proposal တင်မယ်အလဲမှာနေပြီးသွားလို့ရှိရင်သူများအလှူရလို့ရှိရင်ငွေလွှဲတဲ့ဟာကိုလည်းစားမယ်ဗျာဥပမာအမေရိကန်ကနေပြီးတော့ဗမာပြည်ကိုအမေရိကန်အကောင်တွေကခင်ဗျဗမာပြည်ကိုလှူတယ်ဥရောပအကောင်တွေဗမာပြည်ကိုလှူတယ်ဟေ့ဆိုလို့ရှိရင်ဗမာငွေတန်းလှူတာမှမဟုတ်တာရော့ဒေါ်လာ100လှူတယ်ဆိုလို့ရှိရင်ဒီအခု UNG မှာရှိနေတဲ့လူတွေသေသေးချာချာလောက်တတ်တဲ့ဟာပါလဲဆိုတော့အမေရိကဒေါ်လာ100လှူလိုက်တယ်အဲ့ဒေါ်လာ100ကို1000ပေါက်တဲ့ဟေးဆိုရင် तू က800နဲ့ဈေးဖြတ်ပြီး200အိတ်ထဲအရင်ထည့်လိုက်သေးတယ်200အိတ်ထဲအရင်ထည့်လိုက်သေးတယ်ပြီးသွားလို့ရှိရင်အဲ့ဒီ800ရတဲ့အခါကြလို့ရှိရင်ကျန်တဲ့ဟာခရီးကျိတ်ဆိုပြီးတော့နောက်ထပ်200အိတ်ထဲထည့်လိုက်သေးတယ်ဒီလိုမျိုးနဲ့ခင်ဗျားတို့ဒီလိုအတွေးခေါ်ရှိတဲ့ကောင်တွေကဒေါအောင်ဆန်းစုကြည်အနာကိုအကုန်ရောက်သွားတာတကယ် NLD မှာပွတ်ပွတ်လေးပြောလို့ရှိရင် NLD အမာခံဆိုတာကရှိအောင်မရှိတော့ဘူးဥပမာဦးမိုးသူတို့ဦးဝင်းတင်တို့တော့ဦးနိုင်နိုင်တို့ဒီလိုလူတွေအကုန်လုံးကတယောက်မှရှိတာမဟုတ်ဘူးဒီတော့ထားပါတော့ဗျာအဲ့တော့ UNG ရဲ့တဒေမမှန်တဲ့အခါကျတော့နော်
တဲ့မမှန်တဲ့အခါကျတော့အခုဖြစ်လာရင်လေဒီအတိုင်းပဲအခုဘယ်လိုပြောမလဲဆိုတော့တကယ်သာသူတို့နိုင်ငံရေးကိုနားလည်ပြီးဟေ့ဆိုလို့ရှိရင်ဒေါ်အောင်ဆန်းစုကြည်ရဲ့အားနည်းချက်ကိုသူတို့တည်တည်ချာချာယူသင့်တယ်ဒေါ်အောင်ဆန်းစုကြည်ဘာပြောလဲဆိုတော့တတိပုဂ္ဂလတွေကိုမဲမပေးနဲ့တခြားပါတီတွေကိုမဲမပေးနဲ့ NLD ကိုမဲပေးအကယ်၍များသာတတိပုဂ္ဂလတွေကိုမဲပေးမယ်တခြားတိုင်းနဲ့ပြည်နယ်မှာရှိနေတဲ့တိုင်းရင်းသားတွေကိုလည်းမဲပေးမယ်ဟေ့ဆိုရင်ပုံစံတစ်မျိုးဖြစ်သွားမယ်လေဥပမာစစ်တပ်အာဏာသိမ်းပြီးဟေ့ဆိုရင်တော့မှဒီတော့ခမရတို့ UNG ခမရတို့ကိုယ်တိုင်ကြားကောင်းရဲ့လားအခု BBC မှာပါတယ်ပေါ့ဗျာအခုဗမာပြည်ကိုသတင်းပေးနေရတာဆိုလို့ရှိရင် BBC ပေါ့ BBC မှာပါလာပြီခမရတို့အနေနဲ့ကြားလို့ကောင်းရဲ့လားဂိတ်ဖွင့်လို့ UNG က local ဘိုးတကားတို့လို့ PDF အဖွဲ့တစ်ခုကိုလက်နက်သိမ်းနေဆိုတာခမရတို့အနေနဲ့ပြောရင်ကြားကောင်းရဲ့လားခမရတို့ကြားကောင်းနေဆိုရင်တော့ဆက်လုပ်ပေါ့ဗျာဒီတော့ဂိတ်ကြီးဖွင့်နေတဲ့ဟာအကုန်လုံးမှာ UNG ကအကုန်လုံးကိုလိုက်ဖမ်းပါလားမေကုန်းကမဲစရာဖြစ်လာပြီနော် UNG ကဂိတ်မှန်သမျှအကုန်လုံးကိုလိုက်ပြီးတော့ဖမ်းပါလားဂိတ်ကြီးအကုန်လုံးကမွန်ပြည်နယ်မှာလည်းရှိနေတယ်တိုင်းရင်းသားဒေသမှာလည်းရှိနေကရင်မှာလည်းရှိနေအဲ့ဂိတ်ကြီးအကုန်လုံးကိုခင်ဗျားတို့ UNG ကအကုန်လိုက်ဖမ်းပါလားအဲ့ဂိတ်ကြီးအကုန်လုံးကိုခင်ဗျားတို့လိုက်ပိတ်ပါလားပြီးသွားလို့ရှိရင်ငါတို့ကအစိုးရဖြစ်နေတဲ့အတွက်ငါတို့ကကူညီရမယ်ဆိုတဲ့အစိုးရဖြစ်နေတဲ့အတွက်ငါတို့ကကူညီရမယ်ဆိုတဲ့အသိစိတ်ဓာတ်ကိုခမရတို့ဘယ်အချိန်ဘယ်နေရာမှာဘယ်လိုမျိုးနဲ့ခမရတို့အသုံးချမှာလဲဟောမကိုဖတ်တော့ပါတက်လာကျွန်တော်ပြောချင်တာအဲ့ဒါကျွန်တော်တို့ ABSDF အခုအချိန်ထိရက်တီလို့ရ ABSDF ရက်တီနေတယ်ဆိုတော့ ABSDF ကလိုအပ်ချက်တွေကိုအနည်းနဲ့အများဆိုသလိုမဟာမိတ်အဖွဲ့တွေအကုန်လုံးကကူညီနေတာABSDF ကကိုတန်ခဲ့သူကသူကြိုက်တယ်လို့ပြောသူကသူကြိုက်တယ်လို့လုပ်သို့တော့ KIA တို့ KNU တို့ရှိသမျှမဟာမိတ်တွေမကူညီဘူးဆိုလို့ရှိရင် ABSDF ကအခုအချိန်ထိရက်တီလို့မရဘူး ABSDF ကို UNG လို့ဘယ်သူမှတန်း60တို့တန်း100တို့တန်း1000တို့ဒါမှမဟုတ်လို့ရှိရင် ABSDF ကနေပြီးတော့မင်းအောင်လိုင်းအိမ်ကြီးကိုရောင်းပြီးတော့ရန်ပုံငွေရှာထားတာမရှိဘူးရဲဘော်တွေစုပေးတာရှိတယ်ဒါကလည်းအများကြီးမဟုတ်ဘူးဒီတော့ UNG ကကိုလုံးရမဲ့တာဝန်တွေပြက်ကွက်တဲ့အပြင်မှာကိုကူညီရမဲ့ကိုပေးရမဲ့ကိုစောင့်ရှောက်ရမဲ့နော်ကိုလက်တွဲခေါ်ရမဲ့တာဝန်တွေအကုန်ပြက်ကွက်တဲ့အပြင်မှာဒီလိုအဖွဲ့အစည်းရဲ့ငယ်လေးတွေကိုအနိုင်ကျင့်တယ်စော်ကားတယ်ရုပ်မာတယ်ဒါမျိုးဖြစ်လာရင်ခမရတို့ကစစ်တပ်နဲ့အကုန်အတူတူပဲဒီတော့ခမရကပြောဦးမယ်ဟေးဒီဟာက